အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အသားဟင်းတွေထက်ကိုစားလို့ပိုကောင်းတဲ့ပဲပြချင်းဆက်လေးချက်ပါမယ်ပဲပြအီတုံတုံလေးကိုမှချင်းဆက်ရတာလေးချက်ထားတာဆိုတော့ထမင်းလည်းအရင်မိန်ပါတယ်ရှင်ချက်ရတာလည်းလွယ်ကူတဲ့အတွက်ပိုးနဲ့တူတူလိုက်ချက်ကြမယ်နော်ပဲပြကတော့စုစုပေါင်း3လုံးသုံးထားပါတယ်ပဲပြလေးတွေကိုကိုကြိုက်နေတဲ့လို့ပိုင်းဖြတ်လို့ရပါတယ်ရှင်ပိုးကတော့ဒီလိုအရွယ်လေးတွေပဲဖြတ်ထားလိုက်ပါတယ်ဒါကတော့လိုအပ်တဲ့ပေါင်ရင်းပစ္စည်းလေးတွေပါကျက်သွမြူ9မွာလောက်ကိုဓာတ်ပြရိုက်ပြီးနှုတ်ဆင်းထားလိုက်ပါတယ်ကျက်သွနီနှလုံးကိုလည်းခက်သေးသေးလေးထားလိုက်မယ်နော်အနှစ်လေးရအောင်လို့ခရမ်းညင်ကြီးလေးတွေကိုလည်းလေးပိုင်းပိုင်းထားလိုက်ပါမယ်နနမင်းလေးတွေကိုတော့ကြက်ခဏီအုပ်ဖို့ခက်သေးသေးဖြတ်ထားလိုက်ပါတယ်ဆက်ဆက်လေးဖြစ်အောင်လို့ငရုတ်သီးစိမ့်လေးတွေကိုခက်ပပါးလေးထားလိုက်ပါတယ်အချင်းရတာအတွက်မကြီးရည်လေးနဲ့ချက်မှဆိုတော့မကြီးသီးလေးတွေကိုရင်းနှီးနဲ့ဖြောထားလိုက်ပါတယ်အားလုံးစင်နေဖြစ်ပြီးဆိုရင်တော့စချက်ကြမယ်နော်စီပူလာပြီဆိုရင်ကျက်သွနီနဲ့ကျက်သွဖြူနှုတ်ဆင်းထားတာလေးထည့်ပါမယ်စနွေးလေးနဲ့နှဲငယ်ထည့်လိုက်ပါမယ်ကျက်သွလေးတွေနွမ်းတဲ့အထိစီးသက်ထားလိုက်မယ်နော်ပြီးရင်တော့ခရမ်းကျင်ကြီးထည့်ပါမယ်ခရမ်းကျင်ကြီးနူပြီးကြေလာတဲ့အထိတဲထားလိုက်မယ်နော်ခရမ်းကျင်ကြီးလေးတွေစီပြန်လာပြီဆိုရင်ငရုတ်သီးခွဲချမ်းထည့်လိုက်ပါမယ်ငရုတ်သီးချက်ပြီဆိုရင်ပဲပြားလေးတွေထည့်လိုက်ပါမယ်ရှင်အရသာအတွက်စားနဲ့ဟင်းချုံမို့အနှဲငယ်ထည့်ပါမယ်ပြီးရင်တော့ပဲပြားလေးတွေနူးဤပြီးကျက်သွားအောင်လို့ရင်းနှွေးလေးနှဲငယ်ထည့်ပြီးတဲထားလိုက်ပါမယ်ရှင်တဲထားတော့မှပဲပြားလေးတွေမကြည်အောင်လို့ခက်ပြပြပဲမှွေထားလိုက်မယ်နော်10မိနစ်လောက်တဲပြီးပြီဆိုရင်ပဲပြားလေးတွေကကျက်နေပါပြီရှင်အချင်းရတာအတွက်မကြီးရည်လေးကိုလိုတလောက်ထည့်လိုက်ပါမယ်ကဲအရသာပေါ့ငယ်လဲအနေတော်ပဲဆိုရင်တော့ငရုတ်သီးစိမ့်နဲ့နည်းနည်းမေးလေးပါအုပ်လိုက်ပါမယ်ရှင်ခုဆိုရင်အရန်ကိုမှစားလို့ကောင်းတဲ့ပဲပြားချင်ဆက်လေးကကျက်နေပါပြီနော်ပဲပြားလေးတွေကအီတုံတုံလေးနဲ့စားလို့လည်းအရန်ကောင်းတာမို့လို့တစ်ခါလောက်တော့ချက်စားကြည့်အောင်နော်ခရမ်းညင်နီလေးတွေပါထည့်ပြီးအနှစ်လေးရအောင်ချက်ထားတာမို့လို့သူ့အနှစ်လေးကိုထမင်းလေးနဲ့နေစားရင်လည်းအရန်ကိုစားလို့ကောင်းပါတယ်ဒီဟင်းလေးကလေးချက်ရတာလည်းအရန်မြန်ပြီးအရသာလည်းရှိရဲ့အတွက်လိုက်ချက်လို့ရအောင်ပိုးချက်နီလေးလာမျှဝေပေးတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ခုလိုမျိုးဟင်းချက်နီလေးတွေရောမုတ်လုံနီလေးတွေပါအမြဲတမ်းမေးသားမှာဖြစ်လို့ပိုးရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသားပါအောင်နော်အားလုံးပဲနောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ရှင်